ထိုးနေလကလို့ကြာလာခိုင်တမအေးရဲ့ကြောင်းရဲ့စီလမ်းရဲ့ပြေလို့တွေ့လိုက်ချင်ရဲ့ကျင်းငယ်လေးကိုရုပ်ရည်ထပ်ပြစေတေးရဲ့ချမိုးလေးလို့ကြည့်စို့နာဝရဘဝရဲ့တဆုံရှုံးမှုနဲ့ချွေသေးကနေပြည်လိုက်ချင်ရဲ့ကြရစီတဲ့ချောင်းကြီးပင်လာလေးစကြီးကြောက်ဆိုင်တယ်ချေရဘောတိုက်ကနေလာရဲ့စက်ခဲစီနဲ့ချေခဲပြတဲ့ပြန်တန်ကိုဆိုင်ရောင်လေးရိုးစဲနဲ့အမနဲ့ပေါင်းစားပြီးကြည့်ခဲ့ရဲ့အိမ်ရဲ့သေးရဲ့မှာဆိုလိုမုန်းတဲ့ခွေလို့မြင်သွားလို့ပိုးရဲရတဲ့လို့ခေါင်းလုံးလေးများထိုးနေလိုက်တာလို့ကြာလာခိုင်တမအေးကြောင်းရဲ့စီလိုင်းရဲ့ပြေလို့တွေ့လိုက်ချင်ပြတဲ့ပြန်ကို